ဟုတ်ကဲ့ဒုတိယဝါသနာရှင်များအားလုံးကိုကျွန်တော်ရွှေရောင်လင်း channel လေးကနေဥစွာမင်္ဂလာပါလို့ကျွန်တော်နှုတ်ခွန်းဆက်တာပါတယ်ခင်ဗျဥစွာကျွန်တော်ရဲ့ channel လေးကို subscribe မလုပ်ရသေးရင် subscribe လေးနှုတ်ထားပေးပါဒါခေါင်းလုံးလေးနှိပ်ထားပေးပါနော်ကျွန်တော်တင်နိုင်အမြဲတမ်းမိတ်ဆွေများကျွန်တော်ရဲ့ဒါမယောကတ်တွေပတ်သီးတွေနော်လုံးပိုင်းတွေနော်မိတ်ဆွေများ free ဝင်ယူလို့ရအောင်ဒါကျွန်တော်ရဲ့ channel လေးကို subscribe လေးနှိပ်ထားပေးပါဗျာနော်ယခုကျွန်တော်22ရက်နေ့10လ2025နော်ဗုဒ္ဓဟူးနေ့မနက်ပိုင်း7:10မိနစ်အတွက်ကျွန်တော်ဗီဒီယိုဖိုင်လေးကိုကျွန်တော်မိတ်ဆွေများကိုယခုလိုကျွန်တော်ရိုက်ပြီးတော့ပြသနေပေးနေပါပြီဗျနော်ယခုဗုဒ္ဓဟူးနေ့အတွက်ကိုကျွန်တော်4ပတ်သီး6ပတ်သီးကြိုက်ပါလားခင်ဗျာနော်4ပတ်သီး6ပတ်သီးမှာကျွန်တော်အကြိုက်ဆုံးဒါ4ခွက်အရန်4ခွက်ကိုထုတ်ပေးထားတယ်4နဲ့ဆိုရင်ကျွန်တော်43 40 48 41နော်6နဲ့ဆိုရင်ကျွန်တော်61 60 69 63ပါဗျ4 6ပတ်သီးတွေကမှာကျွန်တော်ဒါမိန်အောင်3ခွက်ထုတ်ထားပါတယ်4 5 6 46 64ဆိုပြီးကျွန်တော်3ခွက်ထုတ်ထားပါတယ်ခင်ဗျာနော်မိတ်ဆွေများကြက်ရယူ3ပါအားလုံးပဲအဆင်ပြေကံကောင်းကြပါသေးလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်ယခုဗုဒ္ဓဟူးနေ့မနက်မှာလည်းကျွန်တော်ရွှေရောင်လင်းရဲ့နော်ဒါ4ပတ်သီး6ပတ်သီးနဲ့နော်မိန်ခွက်တွေနဲ့မိတ်ဆွေများအောင်မြင်ပေါင်းမြောက်ကြပါသေးလို့ကျွန်တော်ဘက်ကလည်းဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာနော်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လေးနှိပ်ထားပေးပါမိတ်ဆွေများအမြဲမြင်တွေ့အောင်လို့အမြဲမြင်တွေ့တဲ့အမြဲရအောင်လို့အမြဲပတ်အောင်လို့ပါဗျာနော်အားလုံးပဲကံကောင်းကြပါသေးဗျ